မင်းတို့ဆိုင်မှာဆိုရင်အရန်ဟိုမှာအမေးများတဲ့ moisture cream လေးတစ်ခုကြောင်းပြောပြပေးမယ်နော်အဲ့ဒါလေးကဆိုရင် तू က sensitive သမားတွေအတွက်လုံးဝဆိုမှအဆင်ပြေတဲ့ moisture လေးပေါ့နော် तू က oily skin တွေအတွက်လည်းအဆင်ပြေတယ်ပြီးတော့ဝက်ချန်ရှိတဲ့သမားတွေအတွက်လည်းလုံးဝအဆင်ပြေပါတော့เนาะပြီးတော့ gel cream တိုက်လေးဖြစ်တဲ့ကြောင့်မို့အခုလိုနွေရာသီဖြစ်တဲ့အခါမှာမျက်နှာမှာလိမ့်လိုက်ရင်အေးလေးဖြစ်သွားစေတဲ့ moisture လေးပေါ့เนาะအဲ့ဒါကအမေးများနေတဲ့ moisture လေးကဘာလေးလဲဆိုတော့တန်တန် Purito ရဲ့ Bamboo Panthenol Cream လေးဖြစ်ပါတယ်ဒီဟာလေးကဆိုရင်မင်းတို့ဆိုင်မှာဆိုရင်အရန်ဟိုမှာအမေးများတယ်ပေါ့နော်ပြီးတော့သူက Bamboo နဲ့လှုပ်ထားတဲ့ gel cream တိုက်လေးဆိုတော့အရန်ဟိုမှာအကြိုက်များတဲ့ moisture cream လေးပေါ့နော်ဒါလေးမင်းတို့ဆိုင်မှာရောက်ထားပါပြီ gel cream တိုက်ကိုကြိုက်တယ် sensitive သမားတွေဖြစ်တဲ့အစီပြန်နဲ့ gel တိုက်လေးအေးလေးသုံးကျင်တဲ့လူတွေအတွက်ဆိုရင်ဒီ Purito လေးကသုံးသင့်တဲ့ moisture လေးပေါ့နော်သုံးနေကြအသေးတွေကလည်းမင်းတို့ဆိုင်မှာလာပြီးတော့မှ order တင်လို့ရပါပြီအခုမှစမ်းသုံးကျင်တဲ့အသေးတွေအတွက်ဆိုရင်လည်းမင်းတို့ဆိုင်မှာစိတ်ကြိုက်လာပြီးတော့ကြည့်လို့ရပါတယ် online ကနေ order တင်လို့ရလို့ဆိုင်မှာလည်းစိတ်ကြိုက်လာကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်